င်္ဂလာပါဒီနေ့ကျွန်တော်ရောက်နေနေရတော့ကိုက Shark Cove ဆိုတဲ့ဟာဝိုင်ရဲ့နောက်ပိုင်းနေကျွန်းလေးပေါ့နော်အဲ့နေရာလေးကိုရောက်နေပါတယ်လူတော်တော်များများတော့ဟောက်ကိုဆင်းနေကြတယ်အကြည့်ကြအောင်အခုကျွန်တော်တို့ဒီနားမှာရောက်နေတော့ဟိုအပွားလေးလှမ်းကြည့်လိုက်တာဝေးလာငါတွေ့လို့ဟိုမှာအဲ့ဒါနီးကပ်သွားပြီးတော့ရိုက်ဖို့ဆိုပြီးတော့သွားနေပါတယ်ဒီကြောက်တောင်ပုံစံလေးတွေကိုဖြတ်ပြီးတော့သွားမှာသွားတော့ခက်ခက်ခဲပဲလူများရေတော့သွားတာတော့တွေ့တဲ့နေရာတာဘယ်လိုသွားလဲမသိโอเคပြန်နေတန်းသွားရေကိုဖြတ်ပြီးတော့သွားမှရမယ်တဲ့ဒီကြောက်ပြတော်မှာလာပဲကွယ်လူတို့များများဒီကိုစမ်းမကြလို့ရှိရင်ဒီ snorkeling လာလုပ်ကြတယ်ထဲမှာအဲ့ဒီဂျားလေးထဲမှာသူကကန်ပုံစံလေးရေလေးရှိတယ်အဲ့ထဲမှာငါးလေးအများကြီးတွေ့နေရတယ်အဲ့ဒါကိုလက်ကြည့်ကြကျွန်တော်တို့အခုဘာမှ snorkeling လုပ်ဖို့မျက်မှန်နေဘာမှမပါဘူးဒီမိုးကလည်းရွာတယ်ဆိုတော့အခုဒီကဘလို့ဆင်းအောင်လဲဒီရွာပြီးကင်မရာမိုးကရမ်းရွာမအောင်ဆုံးဒီထဲမှာငါးလေးလိုက်ကြည့်လိုက်အောင်မယ်ပြီးတော့မှဟိုဘက်ကိုတစ်ချက်သွားဒီမှာငါးလေးတွေ့နေရဟိုဒီမှာငါးလေးအများကြီးပဲတယောက်လေးမှာတွေ့ရလားမသိဒီမှာတော့ငါအဲ့ချောက်ဂျားလေးတွေဟိုဒီမှာချီးပဲငါးလေးတွေ့လို့ဒီမှာချောဘက်ကိုသွားလိုက်ချက်ဝါဟုတ်ကမှငါးလေးတကောင်ဒီမှာဆမ်းမဆိုလို့ရှိရင်နားမှာလူကြက်နာပဲပူနဲ့ဆိုတော့ရေလေးစိမ်ပြီးတော့မျက်မှန်လေးနဲ့ဒီအောက်ကငါးလေးတွေကိုကြည့်လို့ရတယ်ဒီမှာငါးတကောင်ကဲဟိုပေါ်တက်မယ်ဒီညနေဆိုချော်တယ်ဒီဖနက်ကဒီဖနက်ကြီးဆိုအိုးဒီတော့ထားသွားပြုတ်နေအောင်အိုးရှူCome on. Oh, okay. ဒီဟိုရှိလေးမှာနာတော့သူအပေါ်တက်ပြီးတော့ရေရှူနေတာတွေ့တယ်အခုသိအောက်ပြန်ငုတ်သွားပြီထင်တယ်ဒီမှာအမီးလေးတော့တွေ့နေရသေးတယ်တစ်ချက်အပေါ်တက်လာတယ်အခုပြန်ငုတ်သွားပြီခုနအတန်ကြားလိုက်တယ်မတော်ထွက်ပြီးတော့လေတက်ရှူတော့တော့ကြီးပဲဒီမှာနှာခေါင်းပေါ်မှာသူအသက်ရှူရတာရှိတယ်ကွာ roll hole လာမျိုးပြီးခေါ်တာအဲ့ပေါ်ကနေပြီးမကြီးပဲဒီနားလေးတော့ဝေးတယ်ဒါကင်မရာနဲ့ဒါတားဆွဲတာပဲမြင်ရတယ်အဲ့မှာသူအဲ့လောက်ပဲတင်တယ်ဟုတ်ကျွန်တော်တို့အောက်ပြန်ဆင်းပြီမိုးရမ်းချမ်းတဲ့ကင်မရာပြပြလားမသိပါဘူးအချုံထိလို့ရှိလို့ချင်းခြေတော့ကွဲမယ်သီလားနော်တတိတော်ထား Oh my god အခုတော့မြင်တဲ့အတိုင်းပဲမိုးကတော်တော်ရွာနေဆိုတော့အကြိုက်နေလို့မရအောင်ကင်မရာရင်းနဲ့ရောဆိုတော့ဒီမှာကျွန်တော်တောင်းနေပြန်ရတော့မယ်အဲ့တော့ကန်တော့ကောင်းတယ်ဝေးလာငါးယူတွေ့လိုက်တယ်ဆိုတော့ပျော်တယ်အရင်ဒီနေ့